အဲ့တော့ promotion ကာလက6လပိုင်း25ရက်နေ့ရတယ်10လပိုင်း10ရက်နေ့ထိဟင်းချစ်တဲ့အခါကျရင်စားမပါဘဲနဲ့ထည့်စားကြည့်ပါလားလို့ဟင်းမကောင်းပဲဟင်းကောင်းမကောင်းဘယ်လိုနေမလဲဆိုဆရာတဲ့စားမပါရင်ဘယ်လိုလုပ်စားလို့ကောင်းမလဲတဲ့ဟုတ်ပြီလို့နော်အဲ့ဒါဆိုလို့ရှိရင်လို့စားထည့်လို့ကောင်းသွားတာလားလို့ဟုတ်တယ်ဆရာတဲ့ဒါဆိုလို့ရှိရင်အများကြီးကောင်းအောင်စားတွေအများကြီးထည့်ကြည့်ရအောင်လို့ဟင်းဘယ်လိုဖြစ်သွားမလဲလို့အဲ့ဆိုဆရာတဲ့ငံမိပဲစားကောင်းတော့မလဲတဲ့အဲ့ဒါဆိုဟုတ်ပြီလို့အဖြေကအဲ့ဒီမှာထွက်သွားပြီညီလေးလို့နော် program တစ်ခုမှာ2သိန်းနဲ့အနည်းဆုံး3လလာတဲ့တစ်နှစ်ထိအောင်ကစားလို့ရတယ်နော်ဒီပတ်ဆက်လေး2သိန်းနဲ့ပြီးသွားရင်လည်းအဲ့ထက်မှာအာမခံမှုတာဝန်ယူမှုတွေပါတယ်ကျွန်တော်ရဲ့ program တစ်ခု3လပဲကစားကြည့်နော်လုံးဝခန္ဓာကိုယ်တစ်ခုပြောင်းလဲသွားဖို့အာမခံတာဝန်ယူထားတာဖြစ်တယ်နော်မင်္ဂလာပါဗျာကဲကျွန်တော်တို့ဒီနှစ်သတင်းကြော့ promotion လေးစတင်မိတ်ဆွေရင်းနဲ့เนาะကျွန်တော်တို့မြန်မာပြည်သားအပေါင်းတို့တကယ်ချင်းမိတ်ဆွေများအားလုံးကိုရောစိတ်ပါကျမ်းမာချမ်းသာပါစေကြောင်းနှုတ်ခွန်းဆက်တာပါတယ်ဗျာကဲကျွန်တော်ရဲ့အောင်ခံဝဲချန်ပီယံချင်းဆိုတာကတော့နှစ်စဉ်နှစ်တိုင်းသတင်းကြော်ရောက်တိုင်း promotion ကချပေးနေကြဆိုတော့ဒီနှစ်လဲဂျင် promotion ချပေးမဲ့အစီအစဉ်လေးမှာထပ်ပြီးတော့နောက်တဲ့ promotion ကဘာထပ်ပါလဲဆိုတော့ကျွန်တော်ကဒီနှစ်မှာ online program စတင်တည်ဆောက်ပြီးတော့ဖြန့်ဝေရောင်းချတာဖြစ်တဲ့အားမှာသူ့ရဲ့ promotion ကကျွန်တော်တို့ပြီးခဲ့တဲ့8လပိုင်း25တဲ့9လပိုင်း25အထိဆိုပြီးတော့ကျွန်တော်သတ်မှတ်ခဲ့တယ်ဗျအဲ့တော့ဂျင်းယုံကသတင်းကြော့တိုင်းမှာ promotion ချတော့ကျွန်တော်ရဲ့တကယ်ချင်းမိတ်ဆွေတွေလည်းเนาะပို့ပြီးတော့အဆင်ပြေသွားအောင်ဒီ online program ကိုပါကျွန်တော်ကရောပြီးတော့ promotion ချပေးမဲ့အစီအစဉ်လေးဗျเนาะအဲ့ဒါလေးကျွန်တော်ပြောလို့တယ်အဲ့တော့ promotion ကာလက6လပိုင်း25ရက်နေ့ရတယ်10လပိုင်း10ရက်နေ့ထိเนาะကျွန်တော်တို့15ရက်တိုင် promotion ပေးသွားမှာဖြစ်တယ်အဲ့တော့ဘယ်လို promotion တွေပေးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ online program က program ပေါင်းများစွာတည်ဆောက်ပေးထားတယ်အဲ့ program ပေါင်းများစွာတွေက program တစ်ခုကိုကျွန်တော်တို့ကပုံမှန်ဈေးနှုန်း3သိန်းနဲ့ကျွန်တော်တို့ရောင်းချပေးတာဖြစ်တယ်ဗျအဲ့ဒါကိုကျွန်တော်တို့အခု promotion ကာလ10လပိုင်း10ရက်နေ့ထိအောင် program တစ်ခုကို2သိန်းနဲ့ရောင်းချပေးမှာဖြစ်တယ်เนาะအဲ့ဒီ program တွေကအခုကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်အိမ်မှာအလေးတုံးအလေးပြားအလေးတက်တာလေးရှိအောင်နဲ့เนาะကိုယ်လေးချိန်ချမလားကိုယ်လေးချိန်တက်မလားကျမ်းမာလှပအောင်လုပ်မလားเนาะအဲ့ဒီလိုလေ့ကျင့်တရားကိုเนาะ level 1 2 3ဆိုပြီးတော့30တိဆောက်ပေးထားတာဖြစ်သလိုအဲ့ဒါလိုပဲကိုမြို့နယ်ကိုနဲ့နေတဲ့ဒေသတွေမှာအားကစားရုံဂျင်းရုံတွေရှိတယ်ဆိုရင်လည်းဂျင်းရုံမှာရှိတဲ့ပစ္စည်းတွေနဲ့လေ့ကျင့်လို့ရအောင်လေ့ကျင့်တိဆောက်ပေးထားတဲ့လေ့ကျင့်ကခုနကပြောသလို level 1 2 3ဆိုပြီးတော့30တိဆောက်ပေးထားဖြစ်တယ်ဗျเนาะအဲ့တော့အဲ့ program အကြောင်းလေးနည်းနည်းလေးရှင်းပြရမယ်ဆိုရင်တော့ program စဝယ်ရမယ်သူတွေကကိုကဘယ် program ကိုစဝယ်ရမလဲဆိုတာသိမသိကြဘူးเนาะအဲ့တော့အဲ့ဒါလေးအနေချင်းရှင်းပြပေးမယ်ဘယ်လိုစဝယ်ရမလဲဆိုတော့ကိုယ့်ရဲ့လေ့ကျင့်တဲ့တက်တန်းခုမှစမယ်ဒါမှမဟုတ်တစ်နှစ်ရဲ့အောက်ဆိုလို့ရှိရင်တော့ level 1 program ကိုစတင်ဝယ်ယူဖို့ကျွန်တော်အကြံပြုပေးလို့တယ်ဘာလို့ဆိုတော့ level 1ဆိုရင်လည်းသူပေးထားတဲ့ကစားနည်းအကျိန်အကြော့တွေကတော်တော်ထိထိရောက်ကျွန်တော်ပေးထားတာဗျเนาะအဲ့တော့ကိုယ့်ရဲ့လေ့ကျင့်တဲ့တက်တန်းကတစ်နှစ်ရဲ့အထက်မှာရှိတယ်ဆိုရင်တော့ level 2စပြီးတော့လေ့ကျင့်လို့ရပါတယ်เนาะဒီကမှထပ်ပြီးတော့ level 2မှာဖြစ်တည်လာတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့မကျေနပ်သေးဘူးဆိုရင်တော့ level 3ကိုထပ်တက်ပြီးတော့ဝယ်ယူလေ့ကျင့်လို့ရတယ်ဗျเนาะ
အဲ့ဒါလေးကျွန်တော်အကြမ်းအဖြစ်ကျွန်တော်ပြောလို့ရတယ်အဲ့ဒီ page မှာလည်းကျွန်တော်တို့သေးသေးချာချာရှင်းပြပေးတယ် page မှာဆက်သွယ်လို့ရပါတယ်နော်အဲ့တော့ဒါက online program ပေါ့ကျွန်တော်ဘာလို့ online program ကိုတည်ဆောက်ခဲ့ရလဲဆိုလို့ရင်အခက်ခဲတွေဒီကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေကြီးပြန်ကြားခဲ့ရတာတွေကတကယ်ကိုအစင်မပြေမှုပေါင်းများစွာပဲเนาะတော်တော်ကြီးကိုများတာเนาะကိုလေ့ကျင့်ခန်းရုံသွားတဲ့အခါကျလို့ရှိရင်ဟိုဘာကစားရမလဲเนาะဟိုအမျိုးသမီးတွေเนาะလက်မောင်းကျက်အောင်ကစားပါတယ်ဆိုမှလက်မောင်းကြီးပိုကြီးလာတယ်တချို့ကလည်းအလေးပြားနဲ့ခါဆောင်းလို့ရှိရင်ခါကြီးပိုတုတ်လာတယ်เนาะတချို့ကလည်းเนาะတင်မချိုက်နေတာပြည့်ကျင်တယ်ဆိုမှကစားလေအချိန်နေကုန်လူပင်မတင်မကလည်းပြည့်မလာဘူးစသဖြင့်ပေါ့ဒီလိုအခက်ခဲတွေကအများကြီးကြုံတယ်လို့เนาะအခုကျွန်တော်အားကစားရုံမှာညီငယ်လေးတယောက်เนาะအမေရိကမှာကျောင်းတက်နေတာ3-4နှစ်ကြာပြီဖြစ်တဲ့ညီငယ်လေးတယောက်ကဂျင်လာကစားရင်လည်းသူကတော့လူရည်မွန်ပညာတတ်ဘွဲရဆိုတော့မေးခွန်းတွေကိုအများကြီးမေးတတ်တယ်ဗျเนาะအဲ့အများကြီးမေးတဲ့အထက်ကမှတစ်ခုလေးကိုကျွန်တော်သဘောကျလို့ပြောပြပေးမယ်เนาะသူကခန္ဓာကိုယ်လေးကမဆိုးဘူးเนาะအသင့်တဲ့ကြွက်သားပေါ်လင်မှုလေးရှိတယ်အရက်ကတော့ကျွန်တော်ထင်တယ်9ပေ8 9ပေ9လောက်ရှိမယ်ဒါပေမဲ့ကိုလေးချိန်ကပေါင်း130ဆွန်းလေးပဲရှိတယ်ဆိုတော့သေးတဲ့အထက်မှာပါတယ်ပေါ့เนาะအဲ့တော့ तू ကဘာမေးလဲဆိုတော့ဆရာတဲ့ကျွန်တော်နိုင်ငံခြားမှာနေတော့ကလက်မောင်းကြွက်သားကြီးထွားခြင်းလွန်းလို့လေးကျင်ကန်အမျိုးအမည်6မျိုး9မျိုး10မျိုးလောက်ကစားတယ်တဲ့ကျွန်တော်အဲ့လောက်ထိအောင်ကျွန်တော်ကစားတာတဲ့အဲ့ဒါဘာဖြစ်လို့ကျွန်တော်လက်မောင်းအခုချိန်ထိမကြီးလာတာလဲတဲ့အခုဆရာစီမှာကစားတာကြတော့တလတောင်မပြေသေးဘူးတစ်လက်မလောက်ကြီးလာတယ်တဲ့အဲ့ဒါဘာကြောင့်လဲတဲ့ဆရာပေးတာလေးကျင်ကန်ကလက်မောင်းကြွက်သား2မျိုးတည်းပေးတာလေတဲ့ရှေ့ကြွက်သားကို2မျိုးเนาะနောက်ကြွက်သားဆို2မျိုးเนาะအဲ့လိုကြွက်သားတစ်ခုကိုလေးကျင်ကန်2မျိုးတည်းပေးပြီးတော့တစ်လက်မလောက်ကိုတစ်လလောက်နဲ့ကြီးလာတယ်ကျွန်တော်ဟိုမှာ3-4နှစ်ကစားတာဘာလို့ကြီးမလာတာလဲအဲ့ဒါလေ तू နားမလဲလို့ရှင်းပြပေးပါလားတဲ့ तू အဲ့လိုပြောတာကျွန်တော်လည်းအမှန်တမ်းပြောကိုလာနောက်နေသလိုပဲเนาะဒါပေမဲ့လည်းအော်ဟုတ်သားပဲ तू တကယ်နားမလဲလို့မေးတာဖြစ်လိမ့်မယ်เนาะအဲ့ဒါနဲ့ကျွန်တော်ကသူ့ကိုဥပမာလေးပြောပြီးရှင်းပြလိုက်တယ်เนาะအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့เนาะညီလေးလို့ဟင်းချစ်တဲ့အခါကျရင်စားမပါပဲနဲ့ထည့်စားကြည့်ပါလားလို့ဟင်းမကောင်းပဲဟင်းကောင်းမကောင်းဘယ်လိုနေမလဲဆိုဆရာတဲ့စားမပါရင်ဘယ်လိုလုပ်စားလို့ကောင်းမလဲတဲ့ဟုတ်ပြီလို့เนาะအဲ့ဒါဆိုလို့ရှိရင်လို့စားထည့်လို့ကောင်းသွားတာလားလို့ဟုတ်တယ်ဆရာတဲ့ဒါဆိုလို့ရှိရင်အများကြီးကောင်းအောင်စားတွေအများကြီးထည့်ကြည့်ရအောင်လို့ဟင်းဘယ်လိုဖြစ်သွားမလဲလို့အဲ့ဆိုဆရာတဲ့ငံပြီးပဲစားကောင်းတော့မလဲတဲ့အဲ့ဆိုဟုတ်ပြီလို့အဖြေကအဲ့ဒီမှာထွက်သွားပြီညီလေးလို့เนาะညီလေးရဲ့လက်မောင်းကကြွက်သားကြီးထွားခြင်းလွန်းလို့เนาะမထိရောက်တဲ့လေ့ကျင့်ခန်းလေးအနှဲငယ်လေးကစားရင်လည်းထိရောက်မှာမဟုတ်သလိုညီလေးကအရန်ကိုကြွက်သားရဲ့ကြီးထွားခြင်းလွန်းလို့ကစားနည်းအမျိုးမျိုးတွေအများကြီးကစားရင်လည်းခုနဟင်းတဲ့ကိုစားတွေအများကြီးထည့်ငံသွားသလိုပဲစားမကောင်းသလိုညီလေးလက်မောင်းလည်းကြီးထွားလာအောင်မဟုတ်တော့ဘူးလို့เนาะအဲ့လိုကျွန်တော်အဲ့ဒါအမေရိကမှာကျောင်းတက်နေတဲ့ညီငယ်တယောက်ပြောရရင်ခေတ်ပညာတတ်လူတယောက်ပေါ့သူတို့ကိုယ်တော်မှဒီသူတို့စိတ်ထက်မှာငါကစားနည်းတွေအများကြီးကစားရင်ပို့ပြီးတော့ကြီးထွားလာမယ်သူကဒီလိုလေးတွေးနေတာเนาะဒါကလည်းပြောရရင်ပုံသေးနည်းနဲ့တွက်မယ်ဆိုရင်တော့မှန်တယ်เนาะပုံသေးနည်းနဲ့တွက်တယ်ဆိုတာဘာကိုပြောလဲဆိုဥပမာ1နဲ့1ပေါင်း2မှန်တယ်เนาะ2နဲ့2ပေါင်း4ဒါလည်းမှန်တာပဲ4နဲ့4ပေါင်း8ကဘာတီသွေးဒီတွက်ကိန်းကပုံသေးနည်းဖြစ်တဲ့အတွက်မှန်နေမှာပဲဒါပေမဲ့ကျွန်တော်တို့ပြင်ပလောကကြီးမှာကပုံသေးနည်းနဲ့သွားလို့မရဘူးเนาะပုံသေးနည်းနဲ့သွားလို့မရဘူးဥပမာကျွန်တော်တို့လေ့ကျင့်ခန်းလုပ်နေတဲ့ရော့တန်မှာเนาะတစ်ဖက်က 5kg 10ပြားထည့်ကြည့်ရအောင်เนาะ 5kg 10ပြားဆိုတော့ kg 50ဖြစ်လိမ့်မယ်เนาะတစ်ဖက်ကကြတော့ 10kg 5ပြားထည့်ကြည့်ရအောင်เนาะ 10kg ကျွန်တော်ဟုတ်တယ်5ပြားထည့်ကြည့်ရအောင်เนาะအဲ့တော့တစ်ဖက်က 5kg 10ပြားဆိုရင် kg 50တစ်ဖက်က 10kg 5ပြားဆိုရင်လည်း kg 50အဲ့ဒါကိုကျွန်တော်အလဲတဲတာချိန်စားပြီးမကြည့်အောင်ဘယ်ဘက်ကိုစောင်းမယ်လို့ထင်လဲเนาะဒါဆိုရင်ကျွန်တော်ရဲ့တကယ်ချင်းမိတ်ဆွေတွေသိရတဲ့အတိုင်း 5kg 10ပြားထည့်တဲ့ဘက်ကိုအလေးချိန်ကစောင်းသွားမှာဖြစ်တယ်ဒါဆိုကဏ္ဍသင်္ချာအရာတစ်ဖက်ကလည်း kg 50တစ်ဖက်ကလည်း kg 50တူနေပါလျက်နဲ့ဘာကြောင့် 5kg ဘက်ကိုစောင်းသွားရလဲအလေးရဲ့အကွာအဝေးကြောင့်ဖြစ်တယ်เนาะ
အဲ့ဒါကျွန်တော်ပြင်ပလောကမှာကြုံနေတဲ့အရာပဲတချို့ကျွန်တော်အားကစားရုံတွေမှာကစားတဲ့ဒီစက်တွေမှာတချို့ဆိုလို့ရှိရင်နီးစက်ရအလေးကောက်ထည့်ရတယ်ဒီဘက်က10ပြား3ပြားထည့်လိုက်တယ်နော်ဒီဘက်က 5kg 6ပြားထည့်လိုက်တယ်စွဲတယ်နော်ခန္ဓာကိုယ်ချိုးစားမညီတော့ဘူးဘာလို့မညီလဲခုနကကျွန်တော်အလေးချိန်ကကနန်းတင်ချာရတွက်မယ်ဆိုတော့နှစ်ဖက်ကတူနေပေမဲ့အကွာအဝေးကြောင်အလေးချိန်မတူဘူးနော်အဲ့လိုဖြစ်တာအဲ့တော့အခုဆိုလွယ်တော့ကနော်ငါလက်မောင်းကစားနည်းလေးတစ်မျိုးနှစ်မျိုးကစားလိုက်တာတော့မှကြီးထွားလာတယ်အဲ့တော့4-50မျိုးနဲ့ကစားလိုက်ရင်ပိုကြီးထွားမှာလားဆိုပြီးတော့ပုံစံနည်းနဲ့တွက်လို့မရဘူးနော်အရာရာကစားမပါရင်စားမကောင်းတယ်လို့ပဲစားများရင်လည်းစားမကောင်းဘူးဒီသဘောတရားပဲနော်ကိုလုတ်တဲ့လေ့ကျင့်ခန်းကနည်းနည်းလေးဆိုလည်းမထိရောက်ဘူးများလို့ရင်လည်းမကောင်းဘူးအဲ့လိုအခက်အခဲမျိုးတွေကျွန်တော်ကမကြုံအောင်ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေတွေနိုင်ငံခြားရောက်နေတဲ့ညီငယ်ညီမငယ်တွေတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့အားကစားရုံနဲ့ဝေးကွာနေတဲ့နော်နေဘက်ကညီငယ်ညီမငယ်တွေပြီးတော့လို့ရှိရင်အားကစားရုံသွားပြီးတော့နီးပြကြီးထရိနာကြီးဈေးကြီးတဲ့ခေတ်ကြီးမှာမငားနိုင်တော့မိဘပြည်သူညီကောင်မောင်နှမတွေအတွက်အခုကျွန်တော်ကနော် program တစ်ခုမှာ2သိန်းနဲ့အနည်းဆုံး3လလာတဲ့တစ်နှစ်ထိအောင်ကစားလို့ရတယ်နော်ဒီပတ်ဆက်လေး2သိန်းနဲ့ပြီးသွားရင်လည်းအဲ့ထက်မှာအာမခံမှုတာဝန်ယူမှုတွေပါတယ်ကျွန်တော်ရဲ့ program တစ်ခု3လပဲကစားကြည့်နော်လုံးဝခန္ဓာကိုယ်တစ်ခုပြောင်းလဲသွားဖို့အာမခံတာဝန်ယူထားတာဖြစ်တယ်နော်အဲ့ဒီကကျွန်တော်ရဲ့ program ကိုလေ့ကျင့်ကြည့်လိုက်ရင်သိလိမ့်မယ်နော်အဲ့ဒါကြောင့်ကျွန်တော် online program ကိုဒီလိုလူပင်မအချိန်ကုန်ခန်းငွေကြေးတွေအများကြီးနဲ့တိစောက်ပေးထတာဖြစ်တယ်နော်ဒါက online program အကြောင်းပြီးတော့နောက်တစ်ခုကျွန်တော်အားကစားရုံအခုချင်းနော်နှစ်ခုလုံးရဲ့နော် promotion နော်ကျွန်တော်ဒီတာမွေရချင်းရောအင်းစိန်လမ်းမကြီးရချင်းရောနော် promotion ရှိတယ်ဒါသတင်းကြွတိုင်းပါပဲနော်အဲ့ဒါကြတော့ promotion ကတကယ်တမ်းပြောရရင်လောက်တောင်မလောက်ချင်တော့တာဘာလို့အခုကျွန်တော်တို့ရွှေဈေးဒေါ်လာဈေးစီဈေးနော်စားတောက်ကုန်အကုန်လုံးကဈေးတက်နေတာကျွန်တော်တို့အခန်း50ဈေးအခန်း5ကတွေပေါ့နော်ဈေးတက်နေတာနော်ဈေးတွေကတက်နေချိန်မှာအခုကျွန်တော်ရဲ့မိဘပြည်သူတငယ်ချင်းမိတ်ဆွေတန်းတန်းစုတန်းတန်းသားတွေဆိုအမှန်တိုင်းပြောရင်မတည့်ရဘူးနော်ဒီတိုင်းပဲထားခြင်းဒါမှမဟုတ်သတင်းကြော့ promotion လုပ်နေကြဖြစ်တဲ့အတွက်ကိုယ့်ရဲ့စံချိန်ကိုယ့်ရဲ့လှုပ်ဆောင်မှုတော့ငါဆက်လုပ်မယ်ဆိုပြီးတော့အခုကျွန်တော်တို့သတင်းကြော့ promotion အနေနဲ့နော်ရိုးရိုးပိုင်းမှာနီးပြမပါဘဲနဲ့ကစားတဲ့အပိုင်းကတလာချင်းကို3သိန်းယူတယ်နော်အဲ့တလာချင်း3သိန်းယူတဲ့အပိုင်းကိုကျွန်တော်တို့ကအခု3လစာကြိုသွင်းရင်2သိန်း3သိန်းလျှော့ပေးတဲ့အစီအစဉ်အခုသတင်းကြော့ promotion မှာထည့်ပေးမှာဖြစ်တယ်ပြီးတော့နောက်ထပ်အထူးလေ့ကျင့်တဲ့သူတွေเนาะအထူးလေ့ကျင့်တယ်ဆိုတာကကျွန်တော်တို့ဂျင်ယုံတွေကနီးပြဆရာမတွေကနေ့စဉ်နေ့တိုင်းကစားနည်းပေါင်းများစွာကိုအပင်ပန်းခံပြီးတော့တင်ပြပေးတဲ့အပိုင်းเนาะအဲ့ဒီအပိုင်းကြတော့တလာချင်းသွင်းရင်3သိန်းယူတယ်เนาะခုနကမန်ပါကြီးအပါဝင်တလာချင်းသွင်းရင်3သိန်းယူတယ်အဲ့ဒါကိုကျွန်တော်တို့က3လစာကြိုသွင်းရင်6သိန်းနဲ့ promotion လုပ်ပေးမှာဖြစ်တယ်နော်အဲ့ဒါကတော့ခုနကပြောတဲ့အတိုင်းပဲဒီလ25ရက်ကတည်း10လပိုင်း10ရက်နေ့ထိပဲပေးနိုင်မှာအဲ့ဒီရက်ကိုကြော်လွန်သွားရင်တော့ promotion လုံးဝမရှိတော့ပါဘူးဒါကြိုပြီးတော့ကျွန်တော်ကသတိပေးထားပါဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နော် promotion ပြီးသွားလို့ရှိရင်ကျွန်တော်တို့မမီလိုက်လို့ကျမတို့ကမသိလိုက်လို့ဆက်လုပ်ပေးပါအောင်ဆိုတော့ကျွန်တော်တို့ကအများနဲ့လှုပ်ဆောင်ရတာဖြစ်တဲ့အတွက်နော်အဲ့လို promotion ထပ်မရှိတော့တာတွေတော့နော်နားလည်ပေးဖို့လိုပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေတွေเนาะနားလည်မယ်လို့ထင်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ online program နဲ့ပဲလေ့ကျင့်သည်ဖြစ်စေကျွန်တော်ရဲ့အားကစားရုံမှာလာပြီးတော့လေ့ကျင့်သည်ဖြစ်စေကျွန်တော်တို့ကတော့မြည်သူမဆို3လအတွင်းမှာလုံးဝပြောင်းလဲသွားဖို့အာမခံတာဝန်ယူတင်ပြပေးနေတာဖြစ်တဲ့အကြောင်းသတင်းကောင်းပါရဲ့เนาะဒီနှစ်သတင်းကြွမှသည်เนาะနောက်နှစ်ပေါင်းများစွာတိုင်ကျွန်တော်ရဲ့မိဘပြည်သူတငယ်ချင်းမိတ်ဆွေများကိုရောစိတ်ပါကျမ်းမာချမ်းသာပါစေကြောင်းတောင်းဆိုပြုပါရစေဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်